Hello ဒီနေ့မှာတော့ Remax ရဲ့ signature ပန်ကားလေးတွေဖြစ်ကြတဲ့ RSSF 11 RSSF ကျွဲဒီကောင်လေးနှစ်ခုကဒီဇိုင်းရလည်းဆင်တူတယ်လေအားလည်းအစ်စ်နေရပါတာချင်းတူတူပဲဒါဆိုရင်ဒီနှစ်ခုက fashion ဘိုင်းမှာဘာလေးတွေကွဲသွားလဲဆိုတာကိုသိချင်ရင်တော့အစုံနည်းဆက်ကြည့်ပေးသွားအောင်နော်ပထမအောင်ဆုံးပြရမှာကတော့ RSS ကျွဲရေခဲပန်ကားလေးသူ့မှာဆိုရင်ထူးခြားချက်တစ်ခုပါတယ်ဘာလေးလဲဆိုတော့သူ့မှာ cooling move function လေးပါနေတာအဲ့ဒီ cooling move လေးကိုဖွင့်ပြီးတော့အသားမှာကတ်လိုက်တာနဲ့အေးစိတ်စိတ်လေးခံစားရစီမှာနော်မိတ်ကက်စိတ်တဲ့မိန်းကလေးတွေအတွက်ဆိုရင်လည်းမိတ်ကက်သားအမြင့်ညီရစီဖို့ဒီပင်ကားလေးကိုဆောင်ထားလိုက်နော်ဒီလိုမျိုးအရန်ပူတဲ့နေရာဒီမှာခေါင်းမူကောင်းကိုက်ဖြစ်တဲ့သူတွေအတွက်ဆိုရင်လည်းကိုလေးမှုလီကိုဖွင့်ပြီးတော့အေးအေးခံလိုက်တာနဲ့တက်လာတော့စီမှာနော်ကဲတခြားပူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ RSS 11တာပိုပန်ကားလေးကိုရှိနော်တခြားပူတွေလို့ပြောပေးမယ်ကိုနဲ့ရန်စီလို့ရတဲ့အပူတော့မပါအောင်နော်ဒီတာပိုပန်ကားလေးကတော့လေအားအဆစ်နေရနဲ့နေအပူချိန်ကိုလုံးဝအန်တုနိုင်တဲ့ပန်ကားလေးနော်တာပိုရောက်လွယ်ကူတဲ့တိုက်စီပေါက်လေးနဲ့မို့လို့လေအားသွင်းရတာလွယ်ကူစီတယ်နော်ဒီဇိုင်းကလည်း premium ဆန်တဲ့အပြင်သူ့မှာလက်ကနေဒီလိုမျိုးဆွဲလို့ရတဲ့ကျိုးလေးပါပါသေးရနော်လူရသည့်အတွက်အရန်အေးတဲ့ပန်ကားလေးတွေရှာနေတယ်ဆိုရင်တော့ Remix ရ Remix Brand Shop, Remix Corner, Remix Dealer နဲ့ Remix Online Shop မှာဒီပန်ကားလေးနှစ်ခုကိုလာရွေးလိုက်တော့နော်